င်္ဂလာပါရှင်စာအုပ်အလူရှင်ကြီးညာပေးပါမယ်ဒါထိုင်းကနေလှမ်းမှုသွားတယ်မမပါပြီပေါ့နော်အဲ့တော့ညီမလေးကတော့မမမော်လမြိုင်မစိုးရင်စီမံပေးထားပါတယ်နော်မျက်နှာတော့နည်းနည်းပြောင်ဆက်ဆက်ဖြစ်မယ်နော်မမကြီးဦးရင်းဒီဆရာတော်တွေကမြတ်တာသုတ်တွေဒိဋ္ဌံဝင်ခိုင်းတာလို့သိတာမအေးရဲ့စိတ်ကမာသလားမမင်းနဲ့ထန်သလားမမင်းနဲ့ထပ်သလားမမင်းနဲ့မြတ်တာသုတ်နဲ့ပြန်ပြီးတော့စိတ်ကိုပြန်ချိုးနေဆိုလို့မမအခုပြောင်ဆက်ဆက်ဖြစ်နေတာသိလားမော်လမြိုင်မစိုးရင်အတွက်မမဓမ္မစရိယတန်းကဆရာတော်ဒီအတွက်ပေါ့နော်ဓမ္မစရိယဦးဘိုးလုံးဒေါ်မေတန်းတို့ဟာယေစုရေတဲ့ဖရာယဟန်ဒါကမကြီးနော်မှုတမိသားစုကောင်းမှုကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ခနေဖောတောင်နာရွာတဲ့10ရက်5လ2026မမတိလက်ခံဝကြဥယျင်ဒုတိယထွဲတိလက်ခံဝကြဥယျင်ဒုတိယထွဲစောက်တိုင်းမှာမမကပီးတွေအကုန်ပါတယ်နော်တိလက်ခံဝကြဥယျင်တိလက်ခံဝကြဥယျင်တိလက်ခံဝကြဥယျင်တိလက်ခံဝကြဥဘာကြောင့်သူတို့ကစတင်သားတွေအများကြီးရှိတဲ့အတွက်စာအုပ်တွေကတစ်မျိုးတည်းအများကြီးအစီမံပေးရတယ်ပေါ့မမရဲ့နော်တိလက်ခံဝကြဥယျင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 ်မမနောက်တစ်ပုံလာမယ်နော်အော်မလေးအမိုင်ငေါတိလက်ခံဝကြဥယျင်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 တိလက်ခံတိလကန္နာဝတ္တဂရာလားမသိမမရဲ့မော်လူနော်တအုပ်နှစ်အုပ်အုပ်တိုင်းမှာမမဂရီးပါတယ်3အုပ်4အုပ်5အုပ်6အုပ်9အုပ်8အုပ်9အုပ်10အုပ်ဒါ10အုပ်1 2 3 4 5 6အဲ့ဒါဆို16အုပ်19 18 19 20 21အုပ်22 23 24 25 26 29အုပ်28 29 30မမစီဝါရေးတွေတိုးတက်ပါစေနော်ဒါညီမလေးဦးရင်းလိုတိုင်းတားတဲ့ဘဝကိုရပါစေညီမလေးရင်တွေကလှိုက်လှိုက်လေးလေးဆူတောင်းပေးတယ်မမချစ်တယ်နော်အပွားနော်နောက်လည်းထပ်ဆက်ပြီးတော့လှူရမေးဦးနော်မမနော်